ကိုပိုင်စီးပွားရေးလုပ်မယ်လို့စဉ်းစားလိုက်တဲ့အခါမှာကိုပိုင်စီးပွားရေးဆိုတာကိုမကျွမ်းကျင်တဲ့အရာတစ်ခုကိုလှုပ်ဖူးတဲ့အရာတစ်ခုမဟုတ်ဘူးကိုနဲ့မသက်ဆိုင်တဲ့အရာတစ်ခုလို့အမြဲတမ်းတွေးထားနေသည်ဘယ်တော့မှကိုပိုင်စီးပွားရေးကိုလုပ်နိုင်မှာမဟုတ်ဘူးအရင်နည်းအများကြီးရှိမှကိုပိုင်စီးပွားရေးကလုပ်လို့ရမှာပါအရင်နည်းမှမရှိတာငါတို့ကိုပိုင်စီးပွားရေးမလုပ်နိုင်ဘူးလို့တွေးနေသေးရဲ့လေဘယ်တော့မှလုပ်ငန်းရှင်တယောက်ဖြစ်လာမှာမဟုတ်ဘူးကိုပိုင်စီးပွားရေးလုပ်ဖို့အတွက်ဆိုရင်တကယ်တမ်းလိုအပ်နေတဲ့အချက်ကတစ်ချက်ပဲကိုမှဖြစ်ချင်စိတ်ပန်းတိုင်ရှိဖို့မဖြစ်အောင်ငါလုပ်မယ်ငါလဲကိုပိုင်စီးပွားရေးတစ်ခု business တစ်ခုဦးဆောင်နိုင်တဲ့သူတယောက်ဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်မျိုးရှိရင်ဖြစ်ကိုဖြစ်နိုင်တယ်တကယ်လဲဖြစ်နိုင်တယ်လွန်ခဲ့တဲ့10နှစ်လောက်တုန်းကဟိစေစဉ်းစားဘူးတဲ့အဲ့တော့ငါဟိစေကုမ္ပဏီတစ်ခုမှာ HR assistant အနေနဲ့ဝန်ထမ်းလုပ်နေတဲ့အချိန်အဲ့ဒီအချိန်တုန်းကဟိစေရဲ့လစာတစ်လကို3သိန်းခွဲလောက်ရတယ်အဲ့ဒီ3သိန်းခွဲဆိုတာဟိစေတစ်ယောက်တည်းစားဖို့နေဖို့သုံးဖို့ကတော်တော်လေးကိုဖူလုံနေလို့ပြောရမယ်ပေါ့နော်ဝန်ထမ်းဘဝမှာဆိုရင်ဒါအများကြီးပဲအိမ်ကိုလည်းပြန်မပေးရတော့ကိုသုံးစင်တာသုံးမယ်ကိုစားစင်တာစားမယ်လူမှုရေးတွေရှိရင်လည်းထည့်နိုင်တယ်ဒီလိုမျိုးနဲ့ပေါ့နော်ဒါမဲ့ဟိစေတွေးတယ်ရှေ့ဆက်ပြီးတော့ဒီလိုပဲနေမယ်ဆိုရင်သုံးဖို့စားဖို့နေဖို့ကတော့ဟုတ်တယ်ဘယ်မှာလဲစုဆောင်းထားတဲ့ပတ်စံတရက်မှာငါအလုံးမလုံးနိုင်တော့လို့အလုံးထွက်ရတဲ့နေ့ကျရင်ဘယ်မှာလဲဝင်ငွေကိုမှမရှိဘူးလေအဲ့ဒီချိန်မှာဇေရန်တွေးတယ်ဒီလောက်ကိုပဲဆက်လုပ်နေမယ်ဆိုရင်ငါတစ်ချိန်မှာအသက်ကြီးလာတဲ့နေ့ကျရင်ငါဘယ်ရောက်ဝင်ငွေရမှာလဲငါနေမကောင်းလို့အလုံးမလုံးနိုင်တော့တဲ့ချိန်ကျရင်ဘယ်မှာလဲငါအတွက်ငွေကစုငွေလည်းမရှိဘူးလေစုလည်းမစုနိုင်အောင်လေရဆဆပဲသုံးနဲ့စားတယ်ကုန်တယ်သုံးနဲ့စားတယ်ကုန်အဲ့ချိန်မှာဇက်မှာအတွေးတစ်ခုပေါ်လာတယ်ငါအသက်30ဆိုတဲ့အရွယ်ကိုရောက်ပြီဆိုရင်တော့ငါကိုပိုင်စီးပွားရေးတစ်ခုကိုစလုပ်နေရမယ်ငါမှာကိုပိုင် business တစ်ခုခုရှိနေရမယ်ဆိုတဲ့အတွေးမျိုးတွေးခဲ့တယ်အတွေးမျိုးနဲ့ကိုပိုင်စီးပွားရေးလုပ်ဖို့အတွက်ဆို online မှာဟိစေ skin care ပေါ့နော်စက်ပြခဲလေးတွေစပြီးတော့မှရောင်းတယ်ရောင်းတယ်ပေါ့နော်အဲ့တော့ဟိစေအသက်25 26လောက်မှာပေါ့နော်စပြီးတော့မှရောင်းတယ်အဲ့ဒီမှာအဲ့ဒီလိုရောင်းရင်းကနေဟိစေရဲ့ business အသေးစားလေးအဲ့ဒီ business အသေးလေးကနေ28 29မှာဆိုရင်ဟိစေမှာကိုပိုင် business တစ်ခုရှိနေပြီအဲ့ဒီ business ကဝန်ထမ်းအလုပ်ရဲ့လစာထက်တောင်မှ10စားလောက်ပုံများတဲ့လုပ်ငန်းကိုရှိနေခဲ့ပြီပေါ့နော်အဲ့တော့တကယ်တမ်းကျတော့အတွေးပဲကိုယ့်ရဲ့အတွေးပဲကိုကဘယ်လိုတွေးထားလဲအသက်30မှာငါကိုပိုင်စီးပွားရေးတစ်ခုလုပ်နိုင်ရမယ်လို့တွေးထားတာဒါမဲ့အသက်30မပြည့်ခင်မှာတင်အသက်26 29မှာတင်ဒီစက်မှာကိုပိုင် business ရှိနေပြီအရင်တုန်းကရခဲ့တဲ့ဝန်ထမ်းလစာ3သိန်းခွဲထက်10ဆလောက်ပိုရတဲ့လုပ်ငန်းကို10ဆအစ20လောက်ပိုရတဲ့လုပ်ငန်းကိုရှိနေပြီအဓိကကိုယ့်ရဲ့အတွေးတွေပဲကိုကလုပ်နိုင်နေဆိုတဲ့ဟာကိုမကန့်သက်ထားနဲ့ကိုကလေကိုငါမလုပ်နိုင်ပါဘူးငါတော့မဖြစ်နိုင်ပါဘူးငါမှအတွေ့အကြုံမရှိပါဘူးကိုကန့်သက်ထားဟိစလဲဒီနေ့ကိုပိုင်စီးပွားရေးလုပ်နိုင်မှာမဟုတ်အခုလိုဗီဒီယိုတွေလည်းရိုက်နိုင်မှာမဟုတ်အခုလိုမျိုးလဲပြောနေနိုင်မှာမဟုတ်အဓိကကိုယ့်ရဲ့အတွေးတွေကတိတ်ကိုအရေးကြီးတယ်ပြီးရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကောင်းဖို့အတွက်လည်းအရန်လိုအပ်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုပိုင်လုပ်ငန်းလုပ်နေတဲ့လူလားစီးပွားရေးလုပ်နေတဲ့လူလားဝန်ထမ်းလုပ်နေတဲ့လူလားကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကအမြဲတမ်းဝန်ထမ်းပဲလုပ်နေမယ်သူများအလုပ်ကိုပဲအားကိုးနေမယ်သိရမလားဒီလိုမျိုးအတွေးတွေပဲကိုပိုင်စီးပွားရေးဆိုတာငါတို့နဲ့မဆိုင်ဘူးပတ်စံငါတို့ဘဝမှာပတ်စံတွေအများကြီးမရှာနိုင်ဘူးဆိုပြီးစင်ကြေတွေပဲအမြဲတမ်းပေးနေတဲ့လူတွေနားမှာပဲနေမယ်ဆိုရင်ကိုကလည်းအဲ့လိုလူတွေပဲဖြစ်လာမှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒီလိုမျိုးစွန့်ဦးတီထွင်ပြီးမှစ조사ပြီးမှလုံနေတဲ့လူတွေရှိတယ်ဆိုရင်ကိုကလည်းသူတို့လိုပဲစွန့်ဦးတီထွင်ပြီးမှစ조사ပြီးတော့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာနိုင်တယ်အဓိကကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေနဲ့လည်းဆိုင်တယ်လို့အဓိကအကျဆုံးကကိုတိုင်းကအဓိကအကျဆုံးပဲဇက်လိုပုံမှန်ဝန်ထမ်းမိန်းကလေးတယောက်တောင်မှအသက်20ကျော်မိန်းကလေးတယောက်တောင်မှကိုပိုင် business ကိုရေးလုပ်ရဲတယ်ဝန်ထမ်းအလုပ်ကိုစွန့်လွတ်ပြီးတော့မှဒါဆိုရင်ဒီထဲမှာဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေတငယ်ချင်းတွေရောမလုံနိုင်အောင်လားလုံနိုင်တယ်နော်ဘာပဲဖြစ်ဖြစ်ကိုမလုံနိုင်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေကနေရှောင်ထွက်လိုက်ပြီးတော့သူများအလုပ်တွေလုပ်နေတယ်ဆိုရင်တသေးလေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်ကိုပိုင်လုပ်ငန်းလုပ်ဖို့အတွက်စတင်ကြည့်လိုက်ဒီနေ့မှာဒီဗီဒီယိုလေးကြည့်ပြီးသွားလို့ရှိရင်ငါဘာလုပ်တတ်လဲငါဘာလုပ်ချင်လဲငါဘာဝါသနာပါလဲကိုပိုင်လုပ်ငန်းကိုတသေးလေးကနေစကြည့်လူတိုင်းကတသေးလေးကနေစခဲ့တာအဲ့ဒီတသေးလေးတွေစုပြီးမှအကြီးဖြစ်သွားတာဒီ
အမြဲတမ်းလက်ကင်ထားတဲ့ဆောင်းပုံတစ်ပုဒ်ရှိရပေါ့နော်အဲ့ဒီဆောင်းပုံလေးကကြာပါလဲဆိုတော့အောင်မြင်မှုတသေးလေးတွေကိုနေ့စဉ်စူးတဲ့အဲ့ဒီအောင်မြင်မှုတသေးလေးတွေကနေကြီးမားတဲ့အောင်မြင်မှုကိုရလိုက်မယ်တဲ့ဒါအမြဲတမ်းဇလက်ကင်ထားတဲ့ဆောင်းပုံအဲ့တော့ဒီစက်ရအောင်မြင်မှုတသေးလေးအောင်မြင်မှုတသေးလေးတိုင်းဇက်ကိုဂုံပြူတယ်ကိုကြီးကျူးတယ်ဘယ်သူမှမင်းတော်လိုက်တာလို့မပြောရင်တော့မှကိစ္စတစ်ခုပြီးသွားတယ်လုံနိုင်သွားတဲ့အချိန်မှာဟာငါတော်လိုက်တာငါဒါတော့လုံနိုင်သွားပြီဆိုပြီးတော့ကိုဂုံပြူတယ်ကိုစုချရတယ်ပေါ့နော်အဲ့တော့တသေးလေးတွေစုပြီးတော့မှကြီးမားတဲ့အောင်မြင်မှုတွေကိုရခဲ့တယ်ဘာလို့ရမှန်းမသိဘူးဘယ်အစရမှန်းမသိဘူးဆိုလို့ရှိရင်တော့အတွေးတွေထဲမှာဘာတွေးလို့တွေးရမှန်းမသိဘူးပေါ့နော်ကိုပိုင်စီးပွားရေးလုပ်ပါကိုပိုင်ဝင်ငွေရှာပါလို့ပြောနေလို့ဘာလို့ရမှန်းမသိဘူးဆိုလို့ရှိရင်တော့ဗီဒီယိုအောက်မှာမေးချင်တဲ့မေးခွန်းရှိရင် comment မှန်းခဲ့လို့ရတယ်နောက်တစ်ခုကကြတော့ပေါ့နော်ကိုဘာလို့ရမှန်းမသိဘူးလမ်းပြောင်းနေရဆိုလို့ရှိရင်လည်းဗီဒီယိုအောက်မှာ comment မှန်းခဲ့ဖြည့်ပေးမယ်ကူပြီးတော့မှအဖြေရှာဒါမှမဟုတ်ကိုပိုင်စီးပွားရေးတခုခုအပြင်မှာ offline နေလောက်ကင်နေဆိုလို့ရှိရင်ဆက်ရဲ့ဗီဒီယိုတွေကတင်အတွက်အကျိုးရှိပါလိမ့်မယ်အဲ့လိုအကျိုးရှိတဲ့အတွက်ဆက်ရဲ့ account လေးကို like and follow လုပ်ထားပါဒါမှပဲနောက်ရက်ဒီမှာထပ်ပြီးတော့မှပေးနေတဲ့ message တွေဆက်စီကစိတ်ခွန်အားတွေဗီဒီယိုတွေကိုဆက်ပြီးတော့မှကြည့်လို့ရမှာဖြစ်ပါတယ်